ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညမှာရှင်မြန်ကစားသွားမယ့်ပွဲစဉ်တွေရဲ့ပွဲချိုသုံးသက်ချက်တွေကိုတင်ဆက်ပေးကြပါမယ်ဖင်လန်နဲ့မော်လ်တာအုပ်စုဒုတိယနေရာအတွက်မျှော်လင့်ချက်အတော်နှဲပါနေပြီဆိုပေမဲ့ဖင်လန်ကသူ့တာဝန်သူကြည်အောင်လုပ်မဲ့ပုံပါပဲနောက်ဆုံးအင်ကွန်းနှစ်ပွဲမှာလည်းဖင်လန်ကပိုလန်ကိုနိုင်ခဲ့တာပါဝင်နှစ်ဂိုးတကိုးတွေနဲ့နိုင်ထားပါတယ်အုပ်စုစံအောက်ခြေကမော်လ်တာကတော့အဝေးကွယ်မှာရလက်ကောတိုက်ဆက်ပါအားနေတာပါနှလုံးပြားလေးစစ်အစားပေါက်တဲ့အင်ရှင်အရေးအောက်သာခိုးလုံးကြမှာတယ်ရှင်ခရိုအေးရှားနဲ့ဖာရိုဂျွန်စုလက်ကျန်နှစ်ပွဲမှာတမန်ရတာနဲ့ချစ်စစ်ပွဲအောင်ပြီးဆိုတော့ခရိုအေးရှားကအမမခံမဲ့တတောင်တတာပဲကစားမှာပါဒီတစ်ချိန်ဥရောပဇုံချစ်စစ်ပွဲရဲ့အံ့ဖွယ်ဖြစ်နေတဲ့ဖာရိုဂျွန်စုကလည်းအုပ်စုဒုတိယနေရာမျှော်လင့်ချက်အတွက်ရှုံးလို့မရပါဘူးရှင်ဖာရိုကပြီးခဲ့တဲ့စက်တင်ဘာပထမကြော်တုန်းကလည်းခရိုအေးရှားကိုတလုံးနဲ့သောဂိုးနဲ့သာကတ်ရှုံးခဲ့တာပါခရိုအေးရှားနှလုံးပြား60အရှုံးဆိုပေမဲ့ဖာရိုနဲ့ပဲစွန့်စားကြည့်ကြပါမယ်ဂျီဘရော့တာနဲ့မွန်တီနီဂရိုအုပ်စုအောက်ဆုံးနှစ်သင်းဖြစ်တဲ့ဂျီဘရော့တာနဲ့မွန်တီနီဂရိုတို့အတွက်တော့ဂုဏ်သိက္ခာတိုက်ပွဲပါရှင်။ပွဲတိုင်းရှုံးဂျီဘရော့တာကတော့အင်ကွန်းမှာဂိုးပြတ်မရှုံးအောင်အဓိကကြိုးစားနိုင်ပါတယ်။မွန်တီနီဂရိုကလည်းအုပ်စုအတွင်းမှာအဝေးကွန်းသွင်းကိုရှိသေးတာမဟုတ်ပါဘူး။ဂိုးပေါင်းစီ3လုံးပြား20အစားဆိုပေမဲ့ဂိုးအောက်နဲ့သာစွန့်စားကြည့်ကြပါမယ်။လူဇင်ဘတ်နဲ့ဂျာမနီတမမရသေးတဲ့လူဇင်ဘတ်ကလေးပွဲမှာ19တောင်ပေးထားရပါတယ်စလိုဗက်ကီးယားနဲ့အတူရမှတ်တူတဲ့ဂျာမနီကတော့ဓာတ်ရိုက်ချစ်စစ်ပွဲအောင်ဖို့အတွက်ရုံးရအောင်ပါနော်လက်ရှိမှာလည်းဂျာမနီကနောက်ဆုံး3ပွဲဆက်နိုင်ထားပြီးတော့အဲ့ဒီထဲပထမအကြော်တုန်းကလူဇင်ဘတ်ကို4ဂိုးမရှိနိုင်ခဲ့တဲ့ပွဲလဲပေါင်ဝင်ပါတယ်ဂိုးကွာ6ချက်တာဖို့လိုတာကြောင့်3လုံးပြား30အစားပေါက်တဲ့ဂျာမနီရသလောက်သွင်းအောင်ပါပါရှင်ပိုလန်နဲ့နယ်သာလန်ပိုလန်ကအုပ်စုဒုတိယနေရာတေချာနိုင်ရဲ့အတွက်ရုံရအောင်မှာပါနယ်သာလန်ကလည်းနိုင်မသာတိုက်ရိုက်ချစ်စစ်ပွဲအောင်နိုင်မဲ့ပထမနေရာတေချာမှာဖြစ်ပါတယ်နှစ်သင်းစလုံးကအုပ်စုတွဲမှာဂိုးမသွင်းနိုင်တဲ့ပွဲမရှိခဲ့သလိုပထမကြော်တုန်းကလည်းအပြန်လဲသွင်းကိုရှိခဲ့တာပါရှင်ဂိုးပေါင်းစီ3လုံးပြား30အစားပေါက်သလိုဂိုးပေါ်ကပို့ပြီးတော့ကောင်းပါတယ်စလိုဗက်ကီးယားနဲ့မြောက်အိုင်ယာလန်ဂျာမနီနဲ့ရမတ်တူဆိုတော့ဓာတ်ရိုက်ချစ်စစ်ပွဲအောင်ဖို့မျှော်လင့်ချက်အတွက်စလိုဗက်ကနိုင်မှဖြစ်မှာပါမြောက်အိုင်ယာလန်ကတော့အုပ်စုဒုတိယနေရာမျှော်လင့်ချက်အတွက်ရှုံးလို့မရပါဘူးဒါပေမဲ့မြောက်အိုင်ယာလန်ကအဝေးကွန်းခံစစ်အားနဲ့တလို့သူတို့မှာဒဏ်ရာပြဿနာလည်းရှိနေပါတယ်တရီ90ပေါက်တဲ့အရှင်အရေးအောက်ကိုသာခိုးလုံးကြည့်ရမှာပါရှင်ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညမှာရှင်မြန်ကစားသွားမယ့်ပွဲစဉ်တွေရဲ့ပွဲချိုသုံးသက်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်